အားလုံးပဲမင်္ဂလာပါထွန်းသက်ပြန်ကြည့်ကြပါရစေဒီနေ့မှာတော့ကိုယ့်ရဲ့ Facebook account password မိလင်ပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်အလွယ်တကူဆုံးပြပြီးတော့မှဖြစ်တဲ့အတွက်ဒီ video လေးကိုအစအဆုံးကြည့်ပြီးသွားပါခင်ဗျာပထမဆုံးကိုယ့်ရဲ့ဖုန်းထဲမှာကြည့်တဲ့ဒီ Chrome browser လေးလိုအပ်ပါတယ်ကျွန်တော်ကတော့ဒီကိုယ့်ရဲ့ Facebook password ပြန်ကြည့်ရမယ့်နည်းလမ်းလေးကကိုယ့်ရဲ့ password ကိုကျွန်တော်တို့မှတ်ထားတော့က Gmail account နဲ့စေထားမှတဲ့ခုလိုနည်းလမ်းလေးနဲ့ပြန်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ password ကို Gmail account နဲ့စေမထားတဲ့သူများဆိုရင်တော့ဒီ video လေးကိုကြော်သွားလိုက်ပါဗျာပထမဆုံးနဲ့ Chrome browser လေးကိုဝင်လိုက်ပါမယ်ဗျာ Chrome browser လေးကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့အမြဲတမ်းဝင်နေကြဒီနေ့မှာဒီ Gmail account လေးကိုဝင်ပြီးလိုက်ပါကိုကတခြား account ဖြစ်နေတယ်ဆိုရင်တော့ကို Gmail account လေးကိုဝင်ပြီးလိုက်ပါနော်အမြဲတမ်းသုံးနေကြ Gmail account လေးဝင်ပြီးပါဝင်ပြီးသွားပြီဆိုတော့ဘေးထဲမှာရှိတဲ့ဒီအဆက်လေး30ရှိပါတယ်အဆက်လေး30လေးကိုဝင်ပြီးပါဗျာပြီးတော့setting ဆိုတဲ့နေရာလေးကိုထပ်ပြီးဝင်ပြီးပါဗျာ setting နဲ့ရောက်သွားပြီဆိုတော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲချလိုက်ပါဆွဲချလိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာ Google Password Manager ဆိုတဲ့ဒီနေရာလေးတွေ့ပါလိမ့်မယ်အဲ့ဒါဝင်လိုက်ပါဝင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ Google နဲ့ကျွန်တော်ဒီလို password တွေကိုကျွန်တော်တို့ဖွင့်တော့မှတ်စေထားခဲ့ရင်ဒီလိုမျိုးလေးပေါ်နေပါဖြစ်ပါတယ်ကျွန်တော်က Facebook password ကြီးမှာဖြစ်တဲ့အတွက်ဒီမှာ Facebook ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဖြစ်ပါတယ်ဒီနေရာရောက်ရင်ကျွန်တော်ရဲ့ဒီဖုန်းရဲ့ဒီ lock ပေါ့နော် screen lock ကိုတောင်းပါလိမ့်မယ်အဲ့အလေးကိုဖြည့်ပြလိုက်ပါအဲ့ပြီးသွားရင်ဆိုတော့ကိုယ့်ရဲ့ဒီဖွင့်ထားတဲ့ဒီ account တွေပေါ့နော်ဒီ Facebook account ကို2 account ဆို2 account 3 account ဆို3 account ဒီနေရာမှာပေါ်လာမှာပဲဖြစ်ပါတယ်ဒီနေရာလေးမှာဒီမျက်စိပုံလေးကိုကျွန်တော်တို့ဖွင့်ပြီးတော့ကြည့်လိုက်တာနဲ့ကိုယ့်ရဲ့ password ကိုပြန်ပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးကတစုံတရာအကျိုးကျေးဇူးရှိမယ်ဆိုရင်တော့ like and share လုပ်ပြီးတော့ပါခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ